အားလုံးပဲမင်္ဂလာပါရှင်။ဆီယာမခင်ခင်ဝင်းဤရေစံလမ်းမအိမ်ပြန်စာအုပ်ကိုအပိုင်းနှစ်နေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ကျွန်မနဲ့အတူနားဆင်ခန်းစားပေးကြပါအောင်ရှင်။နံပါတ်3အစိုးရဌာနတိုင်းမှာစစ်ယူနီဖောင်းများမြုပ်ထားသည့်စစ်အုပ်ချုပ်ရေးရန်တရား2015ခုနှစ်စက်တင်ဘာလ9ရက်နေ့ကတရားစီရင်ရေးဘက်သို့စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များထည့်သွင်းခံထားခြင်းကိုဆန့်ကျင်သည့်ဖဲကြိုးဝါလှုပ်ရှားမှုကိုဥပဒေရေးရာဝန်ထမ်းများကစတင်ခဲ့ကြသည်မကြာခင်အရက်သားတစ်ပိုင်းစစ်စုရဘက်ကအလျှော့ပေးပြီးစစ်ဖက်ပုဂ္ဂိုလ်များထည့်သွင်းမှုကိုရုပ်သိမ်းပေးခဲ့သည်သို့သောနောက်2လကြာနိုဝင်ဘာလထဲ၌ကျန်းမာရေးဌာနမှတခါစစ်ဘက်ဆိုင်ရာများကိုစီမံခန့်ခွဲမှုပိုင်းမှထည့်ရန်အားဆန်းပြန်မှသဖြင့်ကျန်းမာရေးဝန်ထမ်းများကဖဲကြိုးမဲလှုပ်ရှားမှုနှင့်အကြမ်းမဖက်ဆန္ဒပြကြပြန်သည်ထိုဖြစ်ပြများကကျမဆီယာမအဖြစ်အဖြူရောင်နယ်မြေမဟုတ်သောကြေးရွာကလေးတစ်ရွာသို့ခင်မွန်းတဲ့ဤကျောင်းမှာလက်ထောက်အဖြစ်၎င်းထိုဒေသတွင်ပထမဆုံးသောအမျိုးသမီးဝန်ထမ်းအဖြစ်၎င်းတွားရောက်တာဝန်ထမ်းဆောင်ခြင်းကိုပြန်လည်အမှတ်ရစရာဖြစ်လာရပြန်သည်ထို့သောအစိုးရဌာနအသီးသီးတွင်စစ်ဘက်ဆိုင်ရာများအားထည့်သွင်းခြင်းမှာကျမတို့ဆီယာမဖြစ်စာကလေးကရှိခဲ့သည့်စနစ်တရက်ဖြစ်သည်ဒါကိုပါတီကေတာမွေးပြီးအတွင်းလူဖြစ်နှင့်တရင်ယူခြင်းဟူပဲပြောရမလားတော့မသိပါမကွေးတိုင်းမှာဆိုရင်တိုင်းပညာရေးမှုတိုင်းအဆင့်ညွှန်ကြားရေးမှုမှာယူနီဖောင်းမှအရက်ဝတ်လဲထားသည့်ဗိုလ်မှူးဖြစ်ခဲ့ဘူးသည်မမရရပြောရပါက1980ကနေ83ခုနှစ်လောက်ထိကျမကစေတုတ်တရားမြို့နယ်တွင်ကအုံဝါဟုခေါ်သည့်ချင်းရွာကလေးမှာတာဝန်ကျခဲ့သည်ခင်မွန်းတဲ့ကအလဲတန်းကျောင်းအုပ်ရာထူးတို့နှင့်ပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့သည့်ဒေသဖြစ်ပြီးမိသားစုမပါဘဲဘယ်ကိုမှမသွားသည့်သူဤစရိုက်တဘာဝကြောင့်ကျမကရောင်နောက်စရုံးပါလိုက်ခဲ့ရခြင်းကတော့မှန်ပါသည်သို့သောကျမဤဝန်ထမ်းရပိုင်ခွင့်လာစာမဲ့ခွင့်ဖြင့်သူ့နောက်ကိုလိုက်ရပြီးလာစာဖြတ်တောက်ခံရသည့်ချိန်တွင်စာမတင်မဲနေခဲ့သည်ဟု၍ကျမဝန်ထမ်းတစ်သက်တမ်းမှာတခါဘူးမျှမရှိခဲ့ခင်မွန်းတဲ့ကျောင်းဆရာကြီးအားလည်းကူညီအားကြစေရန်၎င်းကျမကိုယ်တိုင်ကလည်းအလကားမနေတတ်သည့်တဘာဝကြောင့်၎င်းလာစာရသည်ဖြစ်စေမရသည်ဖြစ်စေကျမဤယာဒုနေရာတရားဝင်အမိန့်ထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေကျမသည်သူเจ้าမှာအမြဲလာစာမဲ့ခွင့်ရနှင့်ပင်စာသင်ခန်းဝင်ပေးခဲ့သည်သူကမတောင်းဆိုလင်ပင်ကျမကိုယ်တိုင်ကကလေးတွေနှင့်နေရသည်ကိုပျော်ရွှင်သောကြောင့်စာသင်ပေးခဲ့သည်ကလေးများနှင့်ကျောင်းဆင်းလင်တောင်တစ်ပင်ဆိုင်ရေခတ်လိုက်စသဖြင့်လုံထွေးရစ်ပတ်နေခဲ့သူဖြစ်သည်အုံဝါရွာသို့အစိုးရဝန်ထမ်းအမျိုးသမီးရောက်ရှိခြင်းမှာကျမပထမဆုံးဖြစ်သည်အုံဝါရွာကလေးသည်ထိုစဉ်ကငှက်ဖျားဖို့အလွန်ကြမ်းပြီးကွန်မြူနတီများကြီးစိုးရာအရက်လည်းဖြစ်သည်အညိုရောင်နယ်မြေဖြစ်သတ်မှတ်ထားသည်ထိုစဉ်ကအငယ်ဆုံးသမီးမှာ2နှစ်တာမျှသာရှိသေးသည်ဤရွာကလေးသည်ကွန်မြူနတီပါတီကြီးနှစ်ခုဖြစ်သည့်တခင်စိုးနှင့်ဘိုးသက်ထွန်းတို့မကြာခဏတိုက်ပွဲဖြစ်လေရှိသည့်အရက်ဒေသဖြစ်သောကြောင့်အမျိုးသမီးဝန်ထမ်းမပြောနှင့်မြို့သားဝန်ထမ်းများပင်လျှင်ကြာနေလေးမရှိဘဲလာစာယူပြီးစေတုတ်တရားမြို့မှသာစတဲ့ချကိုတာဝန်ကြရစီကိုခဏတစ်ဖြုတ်သာလူရောင်ပြလေးရှိသည့်အရက်ဒေသဖြစ်သည်စေတုတ်တရား၏အထက်ကိုတက်ပြီးဆိုသည်နှင့်မိုးရင်းဆိုပါကလှဲလန်းချောင်းပင်မပေါသောကြောင့်ခြေလျင်လျှောက်ရသည့်မိုင်ပေါင်းက36မိုင်ရှိသည်တပုံကြီးများကြီးစိုးသည့်အညိုရောင်နယ်မြေကိုတွာလာရတာဖြစ်သောကြောင့်စစ်ကြောင်းနှင့်သာကပ်ပြီးတွာလာရသည်ငှက်ဖျားအလွန်ပေါ်ပြီးအခက်မသိနှင့်ဝက်ဝင်လိုက်တာကိုခံရနိုင်လောက်အောင်လဲတောကနှက်ပါသည်ဈေးမရှိသည့်အိမ်ကြီးတရားမပြည့်သည့်ရွာကလေးမှရွာသူရွာသားများသည်မနယ်မိုးမလင်းခင်တောထဲမှခူးလာသည့်ဟင်းသီးဟင်းရွက်များကိုကျမအိမ်ရှိကဝရန်နာပေါ်ကဘန်းကလေးထဲမှာတဆုပ်စီထည့်ပေးခဲ့တတ်ပြီးအဲ့ဒါကသာကျမတို့အတွက်ဟင်းရဖြစ်ခဲ့သည်အသားစုသည်မှာတက်တီနေမှစားရသည့်အတွက်တက်ဖြတ်နေရမှကြားနေရသည့်နာမချမ်းသာဖွယ်ရာတရိษံတို့၏အတန်များကြောင့်အသားစိမ်းမစားဖြစ်ပဲနွေရာသီတောင်တွင်းကြီးမျိုးကိုပြန်သည့်အချိန်မှာဝယ်ချမ်းလာသည့်ပဇွန်ကြောင့်ငကြီးကြောင်များသာအသားဟင်းကောင်းဖြစ်ခဲ့သည်ဒီလိုနှင့်ကျမတို့နှစ်ယောက်၏လာစားမှာသုံးစရာလမ်းမရှိသောကြောင့်မြို့ကိုပြန်သည့်အခါရွာမှာလိုအပ်သည့်အခြေခံဆေးဝါးပစ္စည်းများဝယ်ချမ်းပြီးပြန်လာကြသည်ဆေးမှုလည်းအမြဲမလာသောကြောင့်ရွာသားများမှာဝက်ဝင်အကုတ်ခံရ၍ဖနောင်တချမ်းပဲ့လာနှင့်ဆလာနူဆလာပေါ်ကွင်းစားကွင်းပိတ်ဆီယာမကြီးဟုအော်ရင်ကျမတို့အိမ်ပေါ်ပြေးတက်လာတတ်ကြသည်
သူတို့အားကိုးသောကြောင့်ကျမတို့မှာတွေးထွက်တန်ယူကြောက်လိုက်တာဟုအမှုမပိုအားခဲ့မိခိုင်ဖို့ဝင်မီအနာရင်းမီဆိုလင်အသက်တစ်ချောင်းဆုံးမီဆိုသည့်အတွေ့ကသာရှည်တန်းတက်လာတတ်ပြီးဆရာတက်တင်ကျောင်းမှာတင်ခဲ့ရသည့်ရှေးဦးသူနာပြုစုနည်းကိုအားကိုးပြီးကိုကပဲကျောင်းဆရာမကိုကပဲဒေါက်တာလုပ်ခဲ့ရသည့်ရွာကလေးဖြစ်သည်ဝဝင်ကုတ်သည့်ဖနောင်တချမ်းစုပ်တန်ရာကိုအရက်ပြန်နှင်းဆေးပြီးလက်ချုပ်အနှင်းပဲချုပ်ပေးရဘူးသည်တခါတလေပြည်သူစင်များကင်းဆောင်စဉ်ကြည်ကန်ထွက်၍ဆိုလားလက်ဖနောင်မှာတွေးတန်ရဲရဲနှင့်ရောက်လာပါကလည်းထိုတန်ရာကိုကျမပဲချုပ်ရဆေးထဲလုံးရပေးသည်ထိုရွာကလေးမှနေရင်သမီးငယ်ဆုံးလေးငှက်ပြားတန်အလူးလဲခံရပြီးနောက်အကြီး3ယောက်ကိုကျမအတော်စီမှာအပ်ထားခဲ့ရသည့်မိသားစုတကွဲတပြားတန်တို့ကိုမခံနိုင်သည့်အဆုံးပြောင်းရွှေ့နိုင်မှုကြိုးစားရာကျမခင်မွန်းတဲ့က6မျိုးရှိရေအိုးစဉ်ကျောင်းဟုလူသိများသည့်6မျိုးအာလာကတစ်ကိုပြောင်းမိတ်ရသွားသည်ထုံးစံတိုင်းကျမ၏ပြောင်းရွှေ့မိန်ကချက်ချင်းရသည်မဟုတ်သောကြောင့်ကြံရင်ခဲပြန်ပြီးသူเจ้าမှာယာရုနေရာလွတ်သည်ထိစောင့်ရပြန်သည်ကျမတယောက်တည်းအုံဝါရွာကလေးကိုကျမ၏ပြောင်းရွှေ့မိန်မကြမချင်းတယောက်တည်းသွားပြီးတာဝန်ထမ်းဆောင်ရသည်ထို့သို့ပြောင်းရွှေ့မိန်မကြခင်ကျောင်းဖွင့်ရရောက်၍အုံဝါသို့ပြန်စေတုတ်တရားမြို့နယ်ရောက်မှအလင်းဝင်လာသည့်တပုံလေးများ၏ဝင်ချတောင်းပန်ပွဲနှင့်မမျှော်လင့်ပဲတိုးခဲ့သည်ဆီယာမဖြစ်သည့်ကျမကို VIP အဖြစ်နှင့်ပွဲဤရှိဆုံးမှာနေရာချထားပေးသည်ထို့ကြောင့်လက်နက်ချအလင်းဝင်သည့်တပုံလေးတယောက်ကကျမကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးလက်ညှိုးတဲတဲထိုးပြီးယခုလိုပြောသည်ဒီဆီယာမကိုပြစ်မိန်ပေးထားတာဗျဟူ၏ကျမကပထမဆုံးအမျိုးသမီးဝန်ထမ်းအဖြစ်ဤဒေသကိုရောက်လာပြီးစစ်ကြောင်းများနှင့်တရွဲတွေ့ရသောကြောင့်လဲမဆာလာဤပါလီကေတာတယောက်အညိုရောင်နယ်မြေတဲ့ဆီယာမရောင်ဆောင်ပြီးထောင်လန်းရေးဝင်သည်ဟုထင်လို့ဆိုသည်ကျမတို့ဘက်ကကြည့်တော့လဲတပုံကြီးစိုးရာအဖြူရောင်နယ်မြေမဟုတ်သည့်တော်တဲ့တောင်တဲ့သွားရာတွင်အရက်သားမျက်နှာစိမ်းဖြင့်ဘယ်သို့သွားလာရဲပါမည်လဲဒီတော့ကင်းလှည့်ထွက်သည့်စစ်ကြောင်းနှင့်သာကပ်ပြီးလိုက်ပါကြရသည်ဒါကိုတပုံကပါတီကေတာဟုတရေသေးသတ်မှတ်ပါကကျမတို့ဖြင့်ဒီပွဲသာပဲရှိတော်မူအလင်းဝင်တပုံလေးကဆက်ပြီးဒါပေမဲ့ဘူသက်ထွန်းကတေးကြအောင်အရင်စုံစမ်းဆိုလို့စုံစမ်းကြည့်တော့တကယ်စာသင်နေတာတွေ့ရပြီးကလေးတွေနဲ့အတူတူကာယလေးခြင်းကန်းလုံးနေတာကိုလည်းတွေ့လို့ပြစ်မိတ်ပြန်ရုပ်သိမ်းလိုက်တာဟုဆိုပါသည်တပုံဆိုတော့လဲစင်ရင်စဉ်းစားသုံးသပ်မှုနှင့်တစောက်ကန်းစင်ကန်းတော်တို့မပြုမူသည့်အတွေ့ခေါ်မြင်မသောတပုံကောင်းဆောင်ဖြစ်နေ၍သာဘူးမတိဘာမတိတေရမီဘေးကလွတ်ခဲ့သည်ဟုဆိုရမည်ကျမလိုပင်အသက်ဘေးကတီတီလေးလွတ်လာသူနောက်တစ်ယောက်ရှိသေးသည်သူကလည်းကျမ၏လုပ်ပေါ်ကိုင်ဘက်ကျမခင်မွန်းတဲ့အကြောင်းမှအလေတန်းပြဆရာတစ်ယောက်ပါပဲတပုံလေးကသူနှင်းပတ်သက်၍တော့ယခုလိုပြောခဲ့သည်တနေ့ကျွန်တော်ကင်းဆောင်နေတော့အဲ့ဒီဆရာကတော်ဆက်ကိုဝင်လာတယ်ဟိုကြည့်ဒီကြီးရှောက်လို့နေတော့ကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ရဲ့အသွားလာကိုလာထောက်လှမ်းတယ်လို့ထင်တာဒါနဲ့သူကောင်းကိုတက်တက်ချိန်ထားတာအဲ့ဒီချိန်မှာပဲသူကခြုံဆက်ဝင်ပြီးအပေါ်သွားလိုက်သေးတယ်ပြီးတာနဲ့သူကပါဇက်ကနေဆိုင်ပြီးကတာကွေးနေတာပဲအသက်မခံရပဲယခုလိုပြန်ပြောတာကြားရတော့ကြောင့်ငိုအားထဲရေအားတန်ခဲ့ရသည်တကယ်ကလူတယောက်၏အသက်ဘေးပါပဲတပုံဖြစ်သည့်တိုင်စင်ရင်စဉ်းစားမှုဉာဏ်ရည်တန်ကြ၍သာရန်သူလားမိတ်ဆွေလားပြည်သူလားတရှိုးလားဆိုတာကိုပိုင်ဉာဏ်နှင့်ချင်းချင်းသုံးသပ်နိုင်အောင်လေ့ကျင့်ပေးသည့်ခေါင်းဆောင်ကောင်းကြောင်းသာစေတုတ်တရားမြို့နယ်မှာတာဝန်ထမ်းဆောင်ခြင်းကျမတို့နှစ်ယောက်ဘေးမတိရန်မခမိသားစုနှင့်အတူတကွနှစ်ပေါင်းများစွာဆက်ပြီးအသက်ရှင်နိုင်ခဲ့ကြသည်ဟုပြောရမည်ဖြစ်သည်တကယ်တော့ဆရာဦးတင်ထွန်းကခုံချင်းမှာအင်မတန်ဝါသနာကြီးသူဖြစ်သည်ကျမခင်မွန်းကလည်းကြောင်းလှုပ်ရှားမှုမျိုးစုံနှင့်ကျောင်းသားများကိုစိတ်အားတက်ကြွစွာဖြင့်ကြောင်းပြောအောင်အမြဲစဉ်းစားကြံစနေသူကျမကလည်းကလေးတွေနှင့်ဆိုကနေရလင်ခွဲခွာနေရသည့်ကလေး3ယောက်ကိုသတိရခြင်းရောပါရာအကြောင်းဖြစ်၍ထိုသို့အကြောင်းတွင်လှုပ်ရှားမှုများ၌စိတ်ကိုမြုံနှံထားခဲ့ရသည်ထိုကြောင့်သတင်းကြိုတိုင်းမှာအကြောင်းမှာကာပွဲရှိသည်ကျမတို့တင်ကြကာကြသည်ဆရာဦးတင်ထွန်းကကလေးများရှိမှလည်းအကမကျင့်ခြင်းကိုယ်တိုင်ကလည်းကပြရန်ဝါသနာကိုပစွန့်ကျင်သည့်အတွက်ရွာပြင်တယောက်တည်းထွက်ပြီးအကာလေးခြင်းခဲ့သည့်အဖြစ်မှာအလင်းဝင်သဘုံဖြစ်သူပေါ်မှသူလျှို့ဝဲချက်ပေါ်တော့သည်ဒီလိုနှင့်ကျမလည်း6မျိုးခင်မွန်းတဲ့ရှိရာသို့ရောင်းရန်လာပိုင်းလိုမှာမကွေးတိုင်းုံကိုခဏဝင်လိုက်မိသည်တိုင်းပညာရေးမှုမှာစစ်ဘက်ကယူနီဖောင်းချွတ်ပြီး
ပညာရေးဌာနမှညှို့မှုလာဖြစ်နေသည့်ဗိုလ်မှူးတန်းရွှေဖြစ်သည်ကျမရောက်နေသည့်ကြားသည်နှင့်ကျမကိုသူ့အခန်းထဲခေါ်ကာစူပူကျိမ်းမောင်းပါတော့သည်ခမတို့မိန်းမတွေဟာအဲ့ဒီတောက်ကျင်များကြီးပဲယောက်ျားပြောင်းပြီဆိုရင်လိဝစ်တောက်ပေးနဲ့လိုက်ပြောင်းတယ်ကိုတောင်ဝင်ကိုကြည်အောင်မလုပ်ချင်ကြဘူးသူမျက်နှာကိုစေးစေးကြည့်ရင်ဒေါသများတားဆီး၍မရတော့ပေခင်မွန်းတဲ့နောက်ကိုလာစာမဲ့ခွင်းနှင့်လိုက်တိုင်းလာစာများသည်လောင်းမဟု၍စာသင်ခန်းမဝင်ခဲ့ပဲနေခဲ့တယ်ဆိုတာဘယ်တော့မှမရှိခဲ့သည့်ကျမဘယ်မျိုးသမီးဝန်ထမ်းမှမတွားရဲသည့်တပုံနဲ့အညိုရောင်နယ်မြေမှာတာဝန်ထမ်းဆောင်ခဲ့သည့်ကျမကိုယခုလိုမစင်မချင်းမစုံမစမ်းကျမမျက်နှာကိုမြင်သည်နှင့်စူပူကျိမ်းမောင်းခြင်းအားကျမတစ်စက္ကန့်တောင်တဲကြီးမခံနိုင်ပေထို့ကြောင့်သူရှိတဲ့ထိုင်နေရာမှဝုန်းကနေထရက်ခဲ့ပြီးဘို့မှုကျမပြန်မအောင်မယ်ဟုတခွန်နဲ့ပဲပြောပြီးလှည့်ထွက်ခဲ့သည်သူကကျမအနာကိုလွှာကနေရောက်လာရုံမျှမကကျမလက်မောင်းကိုပါဆွဲဆောင်ပြီးအတင်းပြန်ထိုင်ခိုင်းသည်ခမကိုကြုံပြောနေတာမပြီးသေးဘူးဟူလဲပြောလိုက်သေးသည်ကျမနေတဲ့နေရာဟာဘလို့အခြေအနေလဲဆိုတာဘို့မှုအရင်စုံစမ်းပါပြီးရင်ဘို့မှုကြိုက်တယ်လို့ဆုံးဖြတ်ပါအခုတော့ကျမပြန်မယ်ဆိုပြီးသူ့ထဲတင်းသည့်မျက်နှာထားဖြင့်သူ့လက်ကိုပုတ်ချခဲ့ပြီးသူ့ရုံးခန်းထဲမှကျမထွက်ခဲ့သည်ထိုစဉ်ကဆရာမဆိုသည့်တိုင်အသက်30မပြည့်သေးသည့်ကလေးလေးယောက်မိခင်ဖြစ်သည်တပုံများခိုအောင်သည့်နေရာဖြစ်ုံသာမကအကြီးဆုံးမှတောင်10နှစ်မပြည့်တတ်သည်ကလေးအကြီး3ယောက်ကိုငှက်ဖျားမိမှဆိုတပုံလက်ချက်နှင့်ပြေးရလွှားရခက်မှတမျိုးနှင့်မို့ကျမတော်စီမှာအပ်ထားခဲ့ရသည်မခွဲနိုင်သောကြောင့်ခေါ်ထားလိုက်သည့်အငယ်ဆုံးမလေးလည်းငှက်ဖျားပိုးဒဏ်ကိုရောငှက်ဖျားဆေးဒဏ်ကိုပါဒေလူမျောပါခံခဲ့ရသည်ပရိန်ပိုင်ရှင်တူဤချွေးမအနေနှင့်ရွှေဆိုင်မှာကြော်လေးမထိုင်မဲရီတရန်ကုန်းတရန်ဖြတ်ပြီးဝေးလံခေါင်တီလွန်းသည့်တိုင်းရင်းသားကလေးငယ်များအတွက်အာကျူမန်တဲ့အမှုထမ်းခဲ့သည့်ရလက်အဖြစ်ကိုအထက်အရာရှိကဒေါသတကြီးခုန်ထလာပြီးလက်မောင်းကိုစောင့်ဆွဲစောက်ဆိုသည့်နင်းသည့်အသုံးနှင့်ပိုးဆိုးပက်ဆက်အပြောခံရခြင်းမလားဟုတွေးမိတိုင်းဆီယာမတယောက်၏ရက်တီမှုနှင့်ကိုယုံကြည်ချက်များပေါ်တစ္ဆာမပြတ်ခဲ့သည့်တိုင်အောင်မတန်မှုဆိုသည့်တွေးမျိုးဝင်လာတတ်ခဲ့သည်ထို့သို့ကိုနေရာကိုအလုံးမဟုတ်ဘဲစစ်တပ်ကြီးစိုးရေးမူဝါဒတစ်ခုတည်းနှင့်နေရာတိုင်းမှာစစ်ဖက်ကပါဝင်နေသည့်စနစ်ကိုပြင်ကျင်စိတ်ကြောင့်ကျမနိုင်ငံရေးမှာပါဝင်ပတ်သက်ခဲ့သည်ပညာရေးဌာနမှအမျိုးသမီးဝန်ထမ်းကိုစစ်တပ်ထဲမှယောက်ျားစစ်သည်တယောက်အားဆက်ဆံသလိုဆက်ဆံရန်မတင်ဘူးဆိုသည့်အခြေခံဝန်ထမ်းကျင့်ဝတ်များကိုပင်ထိုအရက်ဝတ်လဲထားသည့်ဘုံမှုကနားမလဲခဲ့သူသည်ဒါကစစ်တပ်ပုံစံတိုင်းအထက်ကပြောသမျှနာခံရမည်ခိုင်းသမျှလုပ်ရမည်ခံမပြောရဘူးသူတို့ကိုတင်ကြားထားသည့်တိုင်းဘယ်နေရာမှာပဲရောက်ကျင့်သုံးနေတော့တာပါပဲထိုရာလူမျိုးနှင့်ထိုလုံရံမျိုးမှာမြန်မာနိုင်ငံတွင်ဝင်ကြီးဌာနတိုင်း၏ရုံးခန်းတိုင်းစပွဲတိုင်းမှာရှိနေခဲ့သည်ထိုစဉ်ကဖဲကြိုးဝါတွေဖဲကြိုးမဲတွေနှင့်ဆန္ဒဖော်ထုတ်ရန်ဆိုသည်မှာမြည်သည့်ဝန်ထမ်းမှစိန်ကူရဲခဲဟုဆိုရမည့်အချိန်ကာလဖြစ်သည်ထိုကာလကိုသမိုင်းတကွေအဖြစ်ကျမတို့ကြော်ဖြတ်ခဲ့ရသည်ကျမတို့ခေတ်ခါတုန်းကကျမကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသလိုစစ်ယူနီဖောင်းမှပညာရေးဝန်ထမ်းအရာရှိဖြစ်လာသောသူတို့၏ဆက်ဆံရေးနယ်ပယ်တွင်အနှဲငယ်ကွာခြားခဲ့ပြီးဆိုခြင်းအားလည်းသတိပြုမှုခြင်းကိုဆိုလိုသည်ယခင်ကဆိုလက်ဆောင်ဆွဲထိုင်ခိုင်းပြီးရိုင်းပြသောစကလုံးသုံးဖြင့်စူပူကျိန်မောင်းသည်ဒါကသူ့နေရာသူတွေကနေတစ်ဖက်သက်ဆုံးဖြတ်ချက်ဖြင့်နိုင်လိုမင်းထဲပြုမှုခြင်းဖြစ်ပြီးဒီထက်မယုံသင်္ကာဖြစ်ပြီးဆိုပါကထောင်လိုင်းလွတ်ထားပြီးဖမ်းဆီးခြင်းတရားမစွဲပဲထောင်ကြခြင်းနှင့်လူကျင်သည့်အဖြစ်ရရန်ညှဉ်းပန်းနှိပ်စက်ခြင်းများလည်းတင်းကျပ်ထက်အောင်ရှိခဲ့သေးသည်ကိုကျမတို့ပတ်ဝန်းကျင်ဆရာအတိုင်းဝန်းမှာဒုနှင်တေးဖြစ်ခဲ့သည်ယခုလိုနိုင်ငံရေးရာသီအကောင့်ဘက်တရွေ့ရွေ့ပြောင်းလာခြင်းတွင်ဖဲကြိုးလေးများနှင့်ဆန္ဒဖော်သူကယဉ်ကျေးစွာဖော်ပြသလိုအရင်လိုမဟုတ်တော့ပဲအောင်တဲတဲနိုင်စွာနှင့်ပင်အလျှော်တင်းများနှင့်ရုပ်တဲတဲမဖြစ်ရလေအောင်ထိမ့်သိမ်းသွားနိုင်သည့်အပြောင်းလဲကိုလည်းမြင်တွေ့ရစပြုလာပေပြီကောင်းသောပြောင်းလဲခြင်းဟုဝမ်းသာရသည်နံပါတ်၄လုံအားကားနှင့်လစာငွေအချိုးမမျှမှုမှတ်မိပါသေးသည်6မြို့မှာတာဝန်ထမ်းဆောင်နေစားအစာဥပိုင်းနှင့်မှာပဲရေနံမြေအလုပ်သမားများတပိန်းမှောက်ကြသည်ရေနံမြေမှနေစားအလုပ်သမားများ၏တနေ့စာလုံအားကားမှာ3ချက်15ပြားဖြစ်ပြီးထုတ်ဆန်ကလည်းဝါကြမ်းကြမ်းအယောင်ပြောင်းနေသည့်ကိုတောင်ဆွေးမှုန်နှံထောင်းထောင်းထွက်နေသည့်ငစိန်ဆန်ကြမ်းများသာရသည်တဖြည်းဖြည်းတက်လာသည့်ကုန်စည်နှုန်းကြောင့်ထမင်းနဲ့မမှန်တော့သည့်အလုပ်သမားများမှာ
ရေနံချက်စက်ရုံထဲမှဖျောင်းနိုင်များကိုအေးခံပြီးစွန့်ပြေးသည့်ရေဆိုးများအိမ်ဖြစ်သည့်နေရာမှပေါက်နေသည့်ကစွန်းရွယ်များကိုထိုကိုယ်တော်ဆွေးဝန်နှန်းထုတ်ဆန်နှင့်ဝက်စာကျူသလိုရောကျူတောက်ခဲကြရသည်ထို့သောအစာမျိုးကိုပင်နှစ်ကာလများကြာမြင့်လာသည့်အခါမိသားစုများမှာဆံပင်ဝလင်လောက်အောင်မစားကြရတော့သည့်အဆုံးထုတ်ဆန်တိုးပေးရန်တောင်းဆိုရင်းပါတီရုံးရှိမှထိုင်တပိတ်ဆန္ဒပြကြသည်ထိုချိန်မှာကြောင်းများပိတ်ထားခဲ့ရသည်ထိုတပိတ်တွင်ကျမတို့၏လုပ်ဖော်ကိုင်ဘက်ဆရာဦးချစ်တင်နှင့်နောင်တွင်1990ခုနှစ်6မျိုးမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည့်ဦးမြင့်သိန်းကွယ်လွန်တို့နှစ်ရှည်လာများစလီမျိုးအကျဉ်းတောင်တွင်တိုက်ပိတ်ခံခဲ့ကြရသည်ထို့သောထမင်းနံမမှန်၍6မျိုးမှာရေနံမြေလူသမားများဆန္ဒပြသည်မှာ1984ခုနှစ်ဝန်းကျင်သို့ရောက်ပြီးဖြစ်သည်သို့သော1980ဝန်းကျင်မတိုင်မီကျမတို့နတ်မောင်မျိုးမှာတာဝန်ကျစဉ်စားစရာမရှိ၍မိသားစုလိုက်တက်တည်သွားသည့်အဖြစ်မျိုးပင်နတ်မောင်မျိုးမှာရှိခဲ့ပူသည်ကျောင်းထားစားတငယ်တန်းကျောင်းသူကျမသမီးကြီးဆုံးကလည်းသူတန်းပေါ်တငယ်ချင်းလေးများကိုအိမ်ခေါ်လာသည့်တညနေကိုလည်းကျမမမေ့နိုင်သေးပေထိုနေ့ညနေကကျမကျောင်းမအိမ်ပြန်လာတော့အခါသမီးကြီးနှင့်သူလှီကီကင်းကလေးတစုကကျမကိုမျက်နှာငယ်လေးတွေနှင့်စီးကြိုနေသည်သမီးကြီးကသူအပြင်းလုံးမိတိုင်းပြူမူနေကြသူ့လက်ချောင်းလေးတွေကိုသူလိန်ချိုးရင်းကျမကိုမျက်နှာငယ်လေးနှင့်အရေးဆူလာသည်မေမေသူတို့ထမင်းမစားရတာ2 ရက်ရှိပြီတဲ့အဲ့ဒါသူတို့ကိုထမင်းကျွေးခြင်းလို့သမီးခေါ်လာတာသူတို့ကိုထမင်းကျွေးပေးပါနော်ဗိုလ်ချုပ်နေဝင်းကအာဏာသိမ်းပြီးမဆလာပါတီကိုတည်ထောင်ခဲ့သည့်နှစ်ကုန်ပိုင်းမှာမွေးဖွားခဲ့သည့်ကျမသမီးကြီး၏အရွယ်နှင့်မမျှအောင်ထမင်းမဝရှာသည့်သူ့တငယ်ချင်းများအပေါ်စာနာတတ်သည့်နှလုံးသားကိုကျမလစ်လျူးမရှူခဲ့ပါကျမတို့တမိသားစုညမနေ့စာချက်ပြုတ်ထားပြီးဖြစ်တော်လဲကျောင်းကပြန်အမောဖြေခြင်းမရတော့တော်လဲသမီးခေါ်လာခဲ့သည့်အဲ့ဒီကလေးတွေအတွက်တီးတန့်ပြန်ပြီးချက်ပြုတ်ကျွေးမွေးခဲ့ရပူပါသည်ထို့သောအဖြစ်ကိုကြုံခဲ့ရပြီးသည့်နောက်3-4နှစ်ကြာမှယခုလို6မျိုးရှိနေစားလူသမားများ၏စံတပိတ်အရေးခင်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်နံပါတ်5စံလွဲနေသည့်တိုင်းပြည်အစိုးရဝန်ထမ်းတယောက်အားမဆလာပါတီဝင်ဖြစ်မှယာဒူးတိုးပေးရန်ဘောင်ဝင်သည့်ကန့်တတ်မှုအရေးချင်းပြေးမိမှုတတ်မှတ်မှုသည်နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီသည်ဟုမည်သူမျှမယူဆခဲ့ပါအထူးသဖြင့်ထိုပြဋ္ဌာန်းချက်ထုတ်ပြန်သူများကိုယ်တိုင်ပင်လင်ထိုကန့်သက်ပြဋ္ဌာန်းမှုအားတရားမျှတပါသလားယထာဘူတကြ၏လားဟုမေးပါကကို့အဖြေကိုယာနှုံးပြေယုံကြည်စွာပြန်လဲအဖြေပေးနိုင်လိမ့်မည်မဟုတ်ဟုယူဆပါသည်အစိုးရဝန်ထမ်းဖြစ်ပြီးမှပါတီနှင့်မပတ်သက်ခြင်းတော်လဲကိုလောက်မှအည်ချင်းမပြည့်မီသူများကပါတီဝင်ဖြစ်ကိုထက်စောပြီးယာဒူးတိုးသွားကိုအထက်ကိုရောက်ကိုလောက်မှမတီးသည့်အတွေးခေါ်နှင့်ကိုကိုညွှန်ကြားချက်များပြီးထိုတန်းကိုမခံနိုင်သူများကအစိုးရအလုံးမှအလုံးထွက်နိုင်ငံထဲကနေထွက်သူကထွက်သို့မဟုတ်မူကားရီတောက်ရသည့်အဖြစ်မျိုးနှင့်မဆလာပါတီဝင်ဖြစ်သွားကြဤစနစ်ကိုချမှတ်ခြင်းအပြင်ပြည်သူလူထု၏စိတ်ပိုင်းဆိုင်ရာဖြောင့်မတ်မှန်ကန်မှုကိုအောက်ခြေမှလှိုက်စားပျက်စီးသွားစေရန်နှိရှည်စီမံကိန်းချဆောင်ရွက်သလိုဖြစ်ခဲ့သည်ထိုများသည့်အတွေ့အကြည့်မထားတတ်ကြဘူးဆိုပါကလည်းသူတို့ရည်ရွယ်ရင်းထက်အစမတန်ပိုသာသောဆိုးကျိုးသက်ရောက်မှုတစ်ခုဖြစ်စေခဲ့သည်ဟုသာမှတ်ချက်ပေးလိုသည်အထက်ဖားအောက်ဖိလူခင်ရင်မူပြင်လူမုံတော်မူသုံးခါသုံးလုံးဟုလူသည်များသည့်ခေါ်ရင်သွားခိုင်းနာလို့ခံမပြောနဲ့ဆိုသည့်အစိုးရဝန်ထမ်းလောကတွင်မှယဉ်ကျေးမှုသည်မဆလာခင်မှစ၍ယနေ့အထိအမြင့်ရှိရှိဖြင့်မြဲမြံစွာကုတ်တွဲနေခဲ့ပြီယခုကျမတို့ကြိုးစားနေကြသည့်ခေပြောင်းတော်လှန်ရေးတွင်ဤစနစ်ဆိုးကိုအမြင့်လှန်ပြောင်းလဲရမည့်အရေးကလည်းရှေ့ဆုံးမှအရေးတကြီးပါဝင်လျက်ရှိနေသည်တာမန်ရဲသားပြည်သူများမှကြတော့လဲဘယ်ဆိုရတတ်တဲ့ကိုလုံးမှကိုစားရတာဆိုသည့်စိတ်အမိကျက်အမိစားလိုက်မည်ဆိုသည့်စိတ်ထဲကပါသည်ဖြစ်စေမပါသည်ဖြစ်ဖြစ်ကိုအခွင့်အရေးအတွက်ဘာပဲလုပ်လိုက်ရတာမှန်သည်တန်သည်ဟုတတိချမှတ်ယူကြသည်စိတ်ထိုစိတ်ထားများနေပေါင်းများစွာအမြင့်တွဲကြံရည်ခြင်းသည်စစ်အာဏာရှင်များ၏တောက်လျှောက်အုပ်ချုပ်မှုတတန်းကာလတွင်အကြီးမားဆုံးနစ်နာချက်ပဲဖြစ်သည်တူပြောရလျင်ငွေဆက်ကူအရေးခင်း2 ကြိမ်ဖြစ်ခဲ့ခြင်းသွားပဲဆိုင်ရာစိတ်တက္ကသိုလ်ကျောင်းသားများတည်ထောင်သည့်မိုးနက်သူစားငိမ့်မှလူရှင်တော်ဇာကနာ၏ပြေလုံးများတို့သည်မိခဲပြပုံဖြစ်နေသည့်ပြည်သူများ၏နိုင်ငံရေးမကြေလည်မှုများကို
မီလောင်ရာလေပင်တကယ်သို့ဖြစ်လာစေခဲ့သည်ထိုဖြစ်များကစဉ်ဆက်မပြတ်ဖြစ်ပေါ်လာခြင်းတွင်ကိုနိုင်ငံအားသူဆင်းရဲနိုင်ငံဖြစ်သတ်မှတ်ခံလိုက်ရသောအခါပြည်သူလူထုအထူးသဖြင့်လူငယ်တို့ကြားမှမခံမရနိုင်အောင်ဖြစ်ခဲ့ရသည့်အကြောင်းဖြစ်သည်တိုင်းပြည်တစ်ပြည်၏အုပ်ချုပ်သူအစိုးရသည်အိမ်တိန်၏အိမ်တောင်ဦးစီးဖခင်တယောက်နှင့်တူသည်စာနကြနီတိကျမ်း၏အလိုအရဖခင်ဖြစ်သူကအိမ်မှာစီးပွားရေးတိုးတက်ကောင်းမွန်အောင်မိသားစုကိုဝလင်ကောင်းမွန်အောင်တဆင့်ထက်တဆင့်မြင်မတိုးတက်အောင်စွမ်းဆောင်ပေးတာမျိုးမရှိဘဲရှိသမျှထိုင်သုံးဖြုံနေမည်ဆိုလျှင်ထိုသို့သောအဖေမျိုးအားရန်သူနှင့်တူသည့်အဖေမျိုးဟုဆိုသောကြောင့်နိုင်ငံတနိုင်ငံ၏အုပ်ချုပ်သူဆိုရသည်ဤမျှလောက်မြေပေါ်မြေအောက်တယံဇာတာတွေပေါ်များကျွယ်ဝသည့်နိုင်ငံတနိုင်ငံအားအိမ်နိုင်ချို့ရောင်းစားတဲ့ကဲ့သို့ရှိသမျှမြေလှန်ရောင်းချပြီး၍လဲတိုင်းပြည်မှာဖူလုံလောင်းငါသည်ဟု၍မရှိစင်ရဲတွင်လက်သက်ထက်နေပြီးဒေဝါလီခံရသည့်အဆင့်ထိရောက်သွားခဲ့ရအောင်အည်ချင်းညံဖြင့်စေရနာရုပ်ရောနေကြသဖြင့်ဤသို့သောအစိုးရကိုမှရန်သူနှင့်တူသည့်အစိုးရရန်သူမျိုး၅ပါးစည်ရင်ဝင်အစိုးရဟုမတတ်မှတ်ရပါကဘယ်အစိုးရကိုဤသို့တတ်မှတ်ရပါအံ့နည်းကိုဤဥဆောင်မှုနေရာကိုအခမ်းအသားယူထားပြီးမှကိုအတွက်တော့ဘာမှမလုပ်ပေးသည့်အစိုးရတိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကိုမမျှော်မြင်သည့်အစိုးရရန်သူနှင့်တူသည့်အစိုးရကိုအာခံရန်အန်တုရန်မောင်းထုံရန်စိတ်ကူးစိတ်သန်းများစိတ်ဓာတ်ခွန်အားများအား1988ခုနှစ်ဝန်းကျင်ကလူငယ်လေးများစီမှာထိမ့်မနိုင်သိမ့်များအောင်တိုးပွားလာခြင်းသည်မှန်ကန်သောစိတ်ထားမှန်ကန်သောတော်လှန်ရေးမှန်ကန်သောလုပ်ရဟုသာပြောရမည်မှာမလွဲပေနံပါတ်6ပြည်သူဝန်ထမ်းများဆိုင်ရာအခွင့်အရေးမြန်မာနိုင်ငံတွင်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီစတင်အုပ်ချုပ်ခဲ့သည့်1962ခုနှစ်ကာလများမှစ၍ယခုအရက်သားအသွင်ပြောင်းစစ်ဖက်အုပ်ချုပ်သည့်ခေတ်အရက်သားတစ်ပိုင်းအစိုးရခေတ်နှင့်ယခုလွှတ်တော်တွင်စစ်တပ်ဓမ္မသားပါဝင်နေသေးသောပူပူနွေးနွေးအရက်သားအစိုးရခေတ်တို့တွင်လူအခွင့်အရေးအရက်သားအခွင့်အရေးကျောင်းသားအခွင့်အရေးအမျိုးသမီးအခွင့်အရေးနောက်ဆုံးလိင်တူချစ်သူများအခွင့်အရေးစသဖြင့်အခွင့်အရေးတွေကြောင်းကြဲကြဲလောင်လောင်တောင်းဆိုလာသည်များကိုကြားသိနေရသည်ဟိုတုန်းကအခွင့်အရေးဟုမပြောရဲအခွင့်အရေးဆိုတာတောင်းရကောင်းမှန်းမသိသည့်ပြည်သူများဖြစ်မှယခုခါအခွင့်အရေးကိုတောင်းရကောင်းမှန်းအခွင့်အရေးဆိုတာဘယ်မျှယူရကောင်းမှန်းဒီနာလေကြသည့်ခေတ်သို့ချင်းနှင်းဝင်ရောက်ခဲ့ပေပြီကျမတို့အလုံးဝင်စ1960ပြည်လွန်နှစ်တွေတွင်အစိုးရဝန်ထမ်းတဦးချင်းစီ၏ဌာနတွင်ယာဒူးတိုးရေးမတိုးရေးအားမဆလာပါတီဝင်ချင်းနှင့်ကန့်သက်ထိန်ချုပ်ထားခြင်းကိုခံရသည်ဝန်ထမ်းတဦးတယောက်ကသူ၏သက်ဆိုင်ရာနယ်ပယ်တွင်ကျွမ်းကျင်မှုလုံလာစိုက်ထုတ်မှုလေးလာလိုက်စားမှုပြန်လည်မျှဝေနိုင်စွမ်းအားတွေနှင့်မတိုင်းတာမဆလာပါတီကေတာဖြစ်ခြင်းမဖြစ်ခြင်းကသာလျှင်ယာဒူးတိုးရေးကြီးပွားချမ်းသာရေးအရာရှိအချစ်တော်လူယုံဖြစ်ရေးမှာအဓိကကြခဲ့သည်အစိုးရ၏လုံထုံးလုံနည်းများမှာအစိုးရဝန်ထမ်းလာကာစားများအတွက်ငဲ့ကွက်မှုညာတာထောက်ထားမှုဟူ၍၎င်းနာယကဂုံနှင့်ညီညွတ်မှုကိုလည်းရှူထောင့်တနေရာကမှမမြင်တွေ့ခဲ့ရပေ။နွေရာသီတွင်ကျမတို့အခြေခံပညာအထက်တန်းအဆင့်ထိပညာရေးဝန်ထမ်းများနွေရာသီကျောင်းပိတ်ရက်ရှည်ခန်းစားခွင့်ကိုလာစားပြရသည်ဟုအားလုံးကသဘောပေါက်နားလည်ထားသည်။သို့သောတိုင်းပြည်အခြေအနေကမောက်ကမမဖြစ်လေထိုနွေရာသီအားလည်းရဲ့အာတမပြုခြင်းခံရလေဖြစ်သည့်ယဉ်ကျေးမှုကတစားတစားလွှမ်းမိုးလာသည်။အရေးခင်းများဖြစ်ပေါ်လာသဖြင့်ဆရာမတွေကိုကြောင်းဆောင်ခိုင်းသည်။တပ်မတော်သားတွေရှေ့တန်းရိတ်ခါရသည့်အခွင့်အရေးလိုပင်နွေရာသီအကျိုးခံစားခွင့်သည်ပညာရေးလောက၏ထိုက်တင်သောခံစားခွင့်ဖြစ်သည်။သို့သောစစ်အာဏာသိမ်းပြီးချိန်မှစ၍နွေရာသီအတွက်လာစားပေးထားရတာစောင့်ရမယ်ဆိုသည့်အချိုးမျိုးအချိုးခံရသည်။ပညာရေးဝန်ထမ်းများ၏အကျိုးခံစားခွင့်ထိပါချိုးဖောက်ခံရသည်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၏အလုပ်ကိုဆရာမတွေကလုပ်ပေးကြရသည်။အစိုးရ၏တွေးခေါ်မှုဥပဒေကိုလိုက်နာဆောင်ရွက်ခြင်းမပြုပြည်သူဝန်ထမ်းအစိုးရလာကစားများအားကြည်ကျွန်းသဖွယ်ပြုမှုများအနက်ကတခုမျှသာထင်သာမြင်သာအောင်ထောက်ပြခြင်းဖြစ်သည်လာစားလုံလောက်အောင်မစီစဉ်ပေးခြင်းအကျိုးခံစား권များဘာမှထူးခြားထင်ရှားစွာမပေးခြင်းဖြင့်ထို့သို့စိတ်ကူးပေါက်တိုင်းကြားဖောက်ပြီးအာဓမလုံအားပေးခိုင်းစေခြင်းများသည်စစ်အစိုးရဆက်ကျင့်သုံးလာခြင်းကိုဌာနပေါင်းစုံမှဝန်ထမ်းများမှာဤပေါင်းစုံဖြင့်ခံခဲ့ကြရသည်အစားကတော့ကျမဤမျှလောက်သဘောမပေါက်ခဲ့ယူအမှန်ပါအစိုးရကဒီလိုပြုမှုမည်အစိုးရပြုသမျှပြည်သူနှင့်ဝန်ထမ်းတွေကနူးရမည်ဟုသာသ
တဘောပိုင်မီမှန်မသည့်ပိုင်မီရင်ကနိုင်ငံရေးပါတီတွေဖွဲ့ကြနိုင်ငံရေးစာပေတွေလေ့လာကြဝိုင်းဖွဲ့ဆွေးနွေးကြရမှအမြင်ကျလာသလောက်လေးနှင့်နိုင်ငံရေးလုပ်ကြမှဖြစ်မယ်ဆိုသည့်တွေကိုခြေခံကငငက်ပြက်ပြက်ချွတ်ချွတ်တက်တက်နှင့်နိုင်ငံရေးကိုဇွဲနှပဲနှင့်လှုပ်ခဲ့တာသာဖြစ်သည်ပြောင်းလဲမှုကိုအလွန်အမင်းမောသိတန်တာစိတ်ဖြင့်ဒီလိုလှုပ်ခဲ့ခြင်းသာဖြစ်ပြီးကျမတယောက်တည်းအတွက်ဆိုလင်ကိုပဲနှိုင်းရှင်လေ့လာစရာတိတ်များများဆဆမမြင်တွေ့ဘူးခဲ့မကြားသိဘူးခဲ့ပြီ2010နောက်ပိုင်းအကျေကျုံမှလွတ်မြောက်ခဲ့ပြီးနောက်မတွေ့သည်မှ10နှစ်ကြာနေပြီဖြစ်သောသမီးအလက်ကိုကျမတွေ့ခြင်းကြောင့်မကြာခဏဆန္ဒဖြစ်ပေါ်သည်ထိုချိန်တွင်ကျမစိတ်ထဲကျမသိပြီးကြာနေရတော့မည်မဟုတ်ဘူးလဲထင်မြင်နေသည်သမီးကလည်းကျမတို့အိမ်ဝယ်ပေးရအိမ်ပြင်ရစားစရိတ်တွေပိုးရနှင့်အကျွေးပတ်လဲဝိုင်းနေသည်ဟုဆိုကာပြန်မလာနိုင်ငွေရေးကြေးရေးမပြေလည်မှုအရသာမကအမေရိကန်နှင့်မြန်မာနိုင်ငံကြားခက်ခဲလာသောခရီးသွားလာခွင့်ဆိုင်ရာဥပဒေဤဥပဒေများပြည်ပဝင်ငွေများကအင်မတန်လဲရှုံထွေးနေသောကြောင့်သမီးကကျမကိုပြန်လာတွေ့ရန်မြည်တို့မျှမဖြစ်နိုင်ပဲဖြစ်နေသည်ထိုကာလများတွင်သမီးကသူပြန်မလာနိုင်သည့်အကြောင်းများစွာကိုတယ်လီဖုန်းနှင့်ရှင်းပြတော်လဲကျမအနေဖြင့်အမေရိကန်၏လူမှုစနစ်များဥပဒေနည်းဥပဒေများလုံထုံးလုံနည်းများနှင့်အကျွမ်းမဝင်သောကြောင့်သဘောပေါက်လာသည်ဟုမရှိဘဲချိုးရင်လာသည့်ကျမ်းမာရေးအခြေအနေအရမသေးခင်သားသမီးတွေအားစုံအောင်တွေ့ခြင်းသည်ဟူ၍သာသမီးအားခဏပြောမိနေခဲ့သည်ထိုချိန်ကလည်းကျမမှာကိုကျမ်းမာရေးကိုတိတ်အားမရတော့မကြခင်သေတော်မူအတိုင်းသာအားနဲ့လာလျက်ရှိနေသည်ဟုခံစားရသည့်တိုင်းသမီးကိုပြောမိခြင်းဖြစ်သည်2014ခုနှစ်ရောက်သောအခါနိုင်ငံရေးရာသီအတော်ပွင့်လင်းလာပြီးသမီးမှာလည်းအကျွေးကြေတင်သလောက်ကြေပြီးဖြစ်သောကြောင့်ကျမကိုအလဲပတ်ဗီဇာဖြင့်လှမ်းခေါ်ခဲ့သည်အဲ့ဒီမှာကျမကအမေရိကန်ပြည်ထောင်စု၏လူမှုရေးစနစ်များအမေရိကန်အစိုးရ၏လုံထုံးလုံနည်းများကိုသမီးမှတဆင့်သမီးမိတ်ဆွေများမှတဆင့်ကြုံသလိုမေးမြန်းခြင်းအပြင်တည်ရှိခဲ့သည်နှင့်မိမိဖြတ်တန်းခဲ့ရသည့်ဝန်ထမ်းဘဝတို့ကိုအပြန်သုံးသပ်မိခဲ့သည်အမေရိကန်အစိုးရမှလည်းအကျွေးတွေပြပွားနှင့်ပါပဲထို့များမကအစိုးရကတိတ်ပြီးအကျွေးထူနေလျင်အစိုးရကငွေချေးယူနိုင်သည့်သတ်မှတ်ပမာဏရောက်နေပြီဆိုရင်ဆိုလိုတာကအကျွေးနှင့်အတူပမာဏများလွန်၍အစိုးရကထိုအခြေအနေကိုမထိန်နိုင်တော့လျင်ထပ်မံအကျွေးယူနိုင်သည့်ပမာဏကိုလည်းအတိုက်ခံပါတီဝင်အမတ်များကလက်မှတ်မထိုး၍အတည်မပြုနိုင်လျင်အစိုးရဝန်ထမ်းများကအစိုးရ၏အကျွေးကိုမျှခံသည့်အနေဖြင့်တယောက်ကို2ရက်တန်းသည်လစာမဲ့အလုပ်ပေးရခြင်းမျိုးထိုကာလတွင်ခန်းစားခွင့်ရယူပြီးအလုပ်မလာသူများကလစာမဲ့ခွင့်ဖြစ်သွားတာမျိုးနှင့်အစိုးရပေးရမည့်အသုံးစရိတ်ကိုအစိုးရကပြန်ပြီးပုံမှန်လဲပတ်နိုင်သည့်ပမာဏရအောင်မျှဝေခံပေးကြရသည့်စနစ်စီးမြင်ရှိသည်ထို့သို့အစိုးရအကြက်တဲဆိုင်ချိန်မှာတရက်2ရက်မျှလစာမဲ့ခွင့်နှင့်နားရခြင်းလစာမရဘဲအလုပ်လုပ်ပေးရခြင်းပေါ်အစိုးရဝန်ထမ်းများကညူစုခြင်းရှိပုံနဲ့သိမမြင်ရပေအပေကြောင့်နီအစိုးရဝန်ထမ်းများအတွက်ကျန်းမာရေးအာမခံစရိတ်ကိုနိုင်ငံတော်အစိုးရကယာဒူးလှရာဂိုင်နှုန်းခက်ကြီးဖြင့်စရိတ်ကြခံပေးထားသည်ထို့ကြောင့်အစိုးရဝန်ထမ်းတဦးနှင့်မိသားစုဝင်များနာမကျန်းဖြစ်လျင်ကျန်းမာရေးအာမခံကိုအစိုးရကစီစဉ်ပေးထားသောကြောင့်စေဝါကူတာမှုတွေတုံ့လှုပ်ခြောက်ခြားစရာမလိုအကျွေးများတင်ကြံနေရန်မလိုပဲစေဝါကူတာခွင့်ရှိသည်နှစ်ပတ်တစ်ကြိမ်ထုတ်ပေးသောဝန်ထမ်းလစာတစ်ခါထုတ်တိုင်းအလိုလျောက်အကျိုးခံစားခွင့်ရသည့်နိုင်ဘိုးတွေရှိသည်ထိုနိုင်ဘိုးများအားငွေဖြည့်ထုတ်ယူရသလိုကိုကအပြောခီးထွက်လိုပါကခီးထွက်သည့်ရဲများအတွက်ထိုနိုင်ဘိုးများအားအသုံးပြုပြီးလစာပြေးထုတ်ယူနိုင်သည့်အခွင့်အရေးရှိသည်ငွေစုငွေချေးအမျိုးရှိသည်လူမှုရေးဆိုင်ရာ Social Security ဆိုသည့်ငွေမျိုးလဲဖြတ်တောက်ပြီးအစိုးရကသိမ်းထားပေးသည်ပင်စင်ယူလျင်ကိုလိုအားကားလိုက်ရာဂိုင်နှုန်းဖြင့်အကျိုးခံစားခွင့်ရှိသည်ထို့အတွက်တတိယရဲတွင်ငွေရေးကြေးရေးပူပန်စရာမလိုပဲဘဝကိုအေးချမ်းစွာလွန်မြောက်နိုင်သည်အချို့ဌာနများတွင်လုပ်ငန်းငွေတင်နန်းများရှိသည်စသဖြင့်အစိုးရကပေးထားသည့်အကျိုးခံစားခွင့်များစွာရှိသည်စစ်တပ်မှဆိုရင်စစ်မှုထမ်းစာချုပ်3နှစ်4နှစ်တာဝန်ထမ်းဆောင်ပြီးပါကထိုစစ်သားလူတွေများတက္ကသိုလ်ပညာ4နှစ်စီးပူးခွင့်ရသည်အစိုးရက4နှစ်စာပညာသင်စရိတ်ထောက်ပံ့၏ထို့ကြောင့်အမေရိကန်မှာလူငယ်အများစုကစစ်ထဲဝင်ရန်ဝင်မလေးကြတာမန်စစ်သည်တယောက်ရသည့်အခွင့်အရေးမျိုးကိုတာမန်အယက်သားမရသောကြောင့်ဖြစ်သည်ထို့သောအစိုးရမျိုးအကြက်တဲဆိုင်လင်ဝန်ထမ်းများကအစိုးရအခက်အခဲကိုပြန်လည်မျှထိုင်ရန်ဝင်မလေးကြသည်မှာအဆန်းတော့မဟုတ်
လူငယ်များအနေဖြင့်ကျောင်းတဲ့လူပါကအလုပ်ရှင်များကစာသင်ချိန်နှင့်ညှိကအလုပ်ချိန်သတ်မှတ်ပေးရသည်ကျောင်းတွေမှာလည်းတဘာသာဖို့တတ်နိုင်ရင်တဘာသာလေးနှင့်ကျောင်းသွားတက်ထားပြီးပွဲတစ်ခုရသည့်အထိ10နှစ်ကြာခြင်းကြပါစေကျောင်းကလက်ခံထားပေးရသည်မြန်မာပြည်မှာလိုဘာသာစုံအတွဲလိုက်ယူမှကျောင်းတက်ခွင့်ရသည့်စီမင်းဥပဒေနှင့်ရှင်လိုက်သောအခါကျမတို့သိစရာတွေနှိုင်းရှင်စရာတွေတောင်လိုပုံနေပါလားဆိုတာကိုပုံမိုးသိမြင်လာရသည်ဒါကကျမရောက်ခိုက်လေ့လာမိသမျှနားလေသလောက်ပြန်ပြောပြခြင်းသာဖြစ်သည်မြန်မာပြည်မှာထို့အခွင့်အရေးမျိုးတစ်ချက်တလေမှမရခဲ့ဘူးအိမ်မက်လျင်ပင်မဲ့ရကောင်းမှန်မသိသည့်အစိုးရကပြည်သူကိုစောင့်ရှောက်ရမည့်တာဝန်ဝတ္တရားများဟုသာဆိုလိုက်ခြင်းသည်နှစ်စဉ်လစာတိုးမြင့်မှုကျန်းမာရေးစောင့်ရှောက်မှုဗန်ထဲကိုနှစ်ပတ်တစ်ခါတိုက်ရိုက်ထည့်ပေးသည့်လစာငွေချက်တစ်စောင်းတိုင်းမှာခံစား권ရှိသည့်နာယီဘူခံစားမှုများဆိုသည်မှာကျမဖြင့်နားလည်အောင်မနဲ့လိုက်လံမှတ်သားရသည်ခဏခဏပြန်မေးရသည်ကျမတို့တိုင်းပြည်မှာတော့ဝန်ထမ်းများအလှည့်ကျကင်းဆောင်ကြရသည်ပညာရေးဝန်ထမ်းများຫນွေရာသီကျောင်းပေးရဲ့ခံစား권ဆိုသည်မှာစစ်အုပ်ချုပ်ရေးကာလတွင်ဘယ်ချိန်ကပြောင်းနေပြီလဲပင်မသိနှစ်ပဋိစေတာကြာမြင့်စွာဘက်ပေါင်းစုံမှတိုင်းပြည်နေပါကြာဆင်းလာပြီးယိုယွင်းပျက်စီးလာသောအခါအစိုးရအလုပ်ကိုတနေကုန်လုပ်ရပြီးဝင်မတက်လာသည့်အစိုးရဝန်ထမ်းများ၏မိသားစုဘဝများအခြေရိုင်လာသည်ဝန်ထမ်းလာကနှင့်ကိုသားသမီးကိုတက္ကသိုလ်များစီပညာသင်ရန်မပို့နိုင်ခဲ့ပဲ10တန်းအောင်နှင့်အလုပ်လုပ်ခိုင်းရတော့သည်ကျမ၏သမီး2ယောက်သည်ပင်ထိုနည်းတိုင်း10တန်းအောင်သည်နှင့်ဆရာအတက်တင်ကြောင်းမတက်ရသေးပဲဆွဲခန့်ဆရာမလေးများဖြစ်မှစတင်တာဝန်ထမ်းဆောင်ခဲ့ရသည်ဝန်ထမ်းမိသားစုများအတွက်ငွေကြေးဖောင်းပွားမှုနှင့်စားသောက်ကုန်စည်ကြီးမြင့်မှုကိုကြာကန်ရက်ဒီစရာတခြားနည်းလမ်းလည်းမရှိခဲ့မြန်မာပြည်၏နယ်မြို့များတွင်ကျောင်းတစ်ဖက်နှင့်တက္ကသိုလ်ပညာကိုအစင်းမြင့်လေ့လာသင်ကြားနိုင်သည့်ပညာရေးစနစ်များလည်းမပေါ်ထွန်းခဲ့သည့်အတွက်ကျမတို့မိဘများအနေနဲ့ရောကျမ၏သမီး2ယောက်အတွက်ပါအပြန်အလှန်ဖွင့်မပြောဖြစ်ခဲ့ကြတော့လဲအနာကိုယ်စီရှိခဲ့သည်လို့ဆိုနိုင်သည်ဝန်ထမ်းမိဘနှစ်ပါးရှိနေတော့မှသားသမီးတဦးမျှကိုပင်ပညာသင်စရိတ်မထောက်ပံ့နိုင်သောတိုင်းပြည်တစ်ပြည်တွင်အစိုးရချမှတ်ပြဋ္ဌာန်းထားသောပညာရေးဥပဒေနည်းဥပဒေများနှင့်ပညာသင်ကြားရေးစနစ်များမှာအချိန်ငွေမစိုက်ထုံနိုင်ပဲပညာသင်ခွင့်မည်သို့မျှမရနိုင်ပဲဖြစ်ခဲ့သည်ပညာအတွက်အချိန်ကိုအသုံးပြုမည်ဆိုပါကလက်ရှိတနေ့စာတနေ့မျှပင်မလုံလောက်သောဝင်ငွေဖြင့်ဘသူကစာရေးကိုတာဝန်ယူမလဲဆိုသည်ကအဓိကကြသောစိန်ခေါ်မှုဖြစ်နေသည်1960ပြည်လွန်နှစ်များမှစ၍တန်ပေါင်းများစွာသောမြန်မာလူငယ်များခန်းစားဖြတ်သန်းခဲ့ရသည့်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာနာကျင်ထိခိုက်မှုများ၏အရင်းခံသည်ပညာရေးစနစ်လုံးဝပျက်စီးယိုယွင်းခြင်းမှစတင်သည်အမေရိကန်မှာတော့အလုပ်တစ်ဖက်နှင့်တက္ကသိုလ်တက်နိုင်သည်အချိန်ပိုင်းနှင့်ပညာသင်ကြားနိုင်သည်ဟုဆိုသည်ကျောင်းလာကကိုလည်းအရေးကြခွဲသွင်းကျောင်းတက်သည့်ကုန်ကြစည်ကိုလိုက်၍အစိုးရကအမျက်တော်ခွန်ဆောင်ချိန်မှာတစ်နှစ်ပတ်လုံးဖြတ်ယူထားသည့်အမျက်တော်ခွန်ထဲမှပြန်၍အမ်းပေးသည်ဟုလည်းသိရသည်မြန်မာပြည်မှာထိုစနစ်နှင့်ပညာသင်ကြားခွင့်ဆိုသည်မှာကျမတစ်သက်မကြားခဲ့ဘူးထို့သို့မကြားဘူးမထီတွေ့ဘူးသောနိုင်ငံတကာမှဖွံ့ဖြိုးတိုးတက်သည့်ဤပညာများနိုင်ငံကောင်းကျိုးဆောင်ကျဉ်နိုင်ရန်အမှန်တကယ်ဆောင်ရွက်ပေးနိုင်မည့်အုပ်ချုပ်သူအစိုးရအားမျှော်ကိုပြီးကျမတို့နိုင်ငံရေးမှာပါဝင်ပတ်သက်ခဲ့ခြင်းဖြစ်သည်ယခုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်သမ္မတဦးထင်ကျော်လက်ထက်တွင်ထိုပြောင်းလဲများဖြစ်ပေါ်လာလိမ့်မည်ဟုကျမယုံကြည်သည်ကျမအပင်ပန်းခံရကျိုးနှက်ခဲ့ပြီးဟုဆိုခြင်းသည်ကျမလက်ထက်ကျမသားသမီးများလက်ထက်တွင်မခံစားခဲ့ရသောအတိအပွင့်မှန်သမျှကျမမြေးများလက်ထက်တွင်ခံစား권ရတော်မည်ဟုတွေးမိရင်ကျမအသေးပြောပါပြီအုပ်ချုပ်ရေးပြောင်းမှပညာရေးစနစ်လည်းပြောင်းလဲနိုင်မည်ဟုသောယုံကြည်ချက်ကနိုင်ငံရေးမှာကျမပါဝင်ပတ်သက်ခဲ့သည့်အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်ဟုတ်ကဲ့ပါရှင်အပိုင်း2ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း3မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်